ဒီကြောင့်မှလာတက်ခိုင်းခဲ့တာဖြစ်ပြီးသူမမှလည်းကိုယ်ပိုင်အကြောင်းပြချက်တွေရှိနေပါသေးတယ်။အကြောင်းကိုတရင်ရေးဖို့ပြင်နေတဲ့ရှီရိုကိုလည်းထက်ရဲရင်ပြစ်ဖို့တနက်နဲ့ထောက်လာပါတယ်။နေ့နဲ့နားချိန်မှာတော့ဂျူလစ်မှန်ကြည့်ရင်အလှပြေနေပြီးစာယာနဲ့စကားပြောနေတဲ့အာယာတို့ကိုကြောင်းတဝိုင်းလိုက်ပြမယ်ဆိုပြီးလာခေါ်ပါတယ်။အာယာတို့ကတောင်းဆိုလို့သာလုပ်ပေးတာဖြစ်ပြီးသူမဘာသာဆိုဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ဒါကိုကြတော့စာယာကအာယာတို့ကိုသူမပဲလိုက်ပြလိုက်တော့မယ်လို့ဝင်ပြောလာပါတယ်။ဂျူလစ်တယောက်လက်မခံနိုင်ဖြစ်သွားရပြီးသူမစီကအာယာတို့ကိုလာလူနေတဲ့စာယာကိုမကျေနပ်သွားပါဘူး။သူမတို့နှစ်ယောက်အာယာတို့ကိုကြောင်းတဝိုင်းလိုက်ပြပေးဖို့လူနေကြတော့ကလတီယာရောက်လာပြီးသူမပဲသွားပြလိုက်တော့မယ်လို့ပြောလာပါတယ်။ဂျူလစ်နဲ့စာယာတို့နှစ်ယောက်တို့ကန့်ကွက်လာကြပြီးကလတီယာလည်းသူမကတသက်စားလိုက်တာဖြစ်ပြီးအာယာတို့စီဖြစ်ရမယ့်အချက်လက်တချို့လာဖို့ပေးတာပါ။အမှန်ဆိုသူမတို့ကောင်းစီဥက္ကဋ္ဌအနေနဲ့ဒီလိုအသေးအဝက်လေးတွေကိုလုံးနေစရာမလိုမဲ့ဂျူလစ်သိပါတယ်။ကလတီယာပြန်ထွက်သွားပြီးအာယာတို့လည်းဂျူလစ်တို့နှစ်ယောက်လုံးနဲ့ကြောင်းတဝိုင်းလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့သုံးယောက်သာကျောင်းသားကြီးတိုင်းကျောင်းထမင်းစားခန်းတွေအထိပါလိုက်ကြည့်ကြပြီးဆက်လျှောက်နေကြတော့အာယာတို့ကမုတ်ဝဲကိုခဏထွက်သွားပါတယ်။အဲ့ဒီကြံခဲ့တဲ့စာယာကအာယာတို့နဲ့ဘလို့သိကြတာလဲလို့ဂျူလစ်ကိုမေးလာပါတယ်။ဂျူလစ်လည်းသူမနဲ့အာယာတို့တိုက်ပွဲအကြောင်းကိုပြောပြလိုက်ပြီးစာယာကတော့အာယာတို့သာတကယ်တိုက်မယ်ဆိုရင်အခုချိန်မှာဂျူလစ်ရှိတော့မှာတော့မဟုတ်ဘူးလို့ပြောလာပါတယ်။စာယာနဲ့ဂျူလစ်တို့ရဲ့ဆွမ်းအားတွေကမတိမ်မယိမ်းရှိနေကြပေမဲ့အာယာတို့ကတော့မတူပါဘူး။အဲ့ဒီသူမတို့ပတ်ဝန်းကျင်မှာရုတ်တရက်တိုက်ခိုက်သူတယောက်ပေါ်လာပြီးဂျူလစ်နဲ့စာယာတို့နှစ်ယောက်ကဥဆောင်ပြီးပြတ်တိုက်ခိုက်ကြပါတယ်။သူမတို့ရဲ့တိုက်ခိုက်မှုကြောင့်ရန်သူကပြေးထွက်သွားခဲ့ပြီးအာယာတို့ပြန်ရောက်လာချိန်မှာအပြက်စီးတွေကိုပဲမြင်လိုက်ရပါတယ်။တိုက်ခိုက်လာသူတွေနဲ့ပတ်သက်ပြီးစုံစမ်းကြဖို့အာယာတို့ကလတီယာစီရောက်လာခဲ့ပြီးကလတီယာရဲ့ပြောကြားချက်အရတော့သူမတို့တွေရန်သူကိုမစုံစမ်းနိုင်ကြသေးပါဘူး။ပြောနေကြရင်သူတို့နှစ်ယောက်လက်နက်ထားတဲ့အခန်းကိုရောက်လာကြပါတယ်။အခန်းကအစိမ်းမြင့်လက်နက်တွေထားတဲ့နေရာဖြစ်ပြီးအဲ့နေရာမှာအာယာတို့ရဲ့အမရဲ့ဓာတ်လည်းရှိနေပါတယ်။လက်စတာကအဲ့ဓာတ်ကိုအသုံးပြုချင်နေတာဖြစ်ပြီးဓာတ်နဲ့သူနဲ့ကိုက်ကြည့်မှုရှိမရှိစမ်းသပ်ရပါဦးမယ်။သူဓာတ်ကိုကင်လိုက်တော့ဓာတ်နဲ့ကိုက်ညီမှုက100မှာ9ရာခိုင်နှုန်းတော့မပြည့်ချင်ဖြစ်နေပြီးလက်စတာကတော့အတင်းကိုကင်နေခဲ့ပါတယ်။သူရဲ့အပြုတ်မှုတွေကဓာတ်ကိုဒေါသထွက်သွားစေပြီးဓာတ်ကသူ့ကိုပြတ်တိုက်လာပါတယ်။ဓာတ်ကအာယာတို့စီကိုဥလဲလာပြီးအာယာတို့လည်းချက်ချင်းဆိုသူလိုပဲဓာတ်ကိုတိုက်ခိုက်ဖို့ဖြစ်လာရပါတယ်။ဓာတ်တိုက်ခိုက်လာတာကိုရှောက်တိန်နေခဲ့ပြီးနောက်ဆုံးတစ်ချက်မှာဓာတ်သူစီရောက်လာမှာကိုစောင့်နေခဲ့ပါတယ်။ဓာတ်သူစီရောက်လာချိန်မှာတော့အာယာတို့ဖမ်းကင်လိုက်ပြီးမြေပြင်ပေါ်ကိုထိုးဆိုင်လိုက်ပါတယ်။ကိုက်ညီမှုစရာမှလည်းဓာတ်နဲ့အာယာတို့ရဲ့ကိုက်ညီမှုက69ရာခိုင်နှုန်းတော့ရှိနေပါတယ်။အဲ့ဒီညမှာကလတီယာကသူမအဆောင်ကိုလာခဲ့ဖို့အာယာတို့ကိုပြောခဲ့ပြီးအာယာတို့လည်းကလတီယာရေချိုးပြီးချိန်မှာရောက်လာခဲ့ပါတယ်။အာယာတို့တယောက်ကလတီယာခေါ်လို့သူမရဲ့အိမ်ဆောင်ကိုရောက်လာချိန်မှာကလတီယာကအခုမှရေချိုးပြီးကစားပဲရှိပါသေးတယ်။သူရှက်ရှက်နဲ့ကလတီယာနောက်ကနေအခန်းထဲလိုက်ဝင်လာပြီးကလတီယာရဲ့အိမ်ဆောင်ကအတော်လေးကောင်းကြောင်းတွေးလိုက်ရပါတယ်။အဲ့ဒါကဥက္ကဋ္ဌမလို့ရတာမဟုတ်ပဲထူးချွန်ចောင်းသားတွေအတွက်ပေးတဲ့အခွင့်အရေးတစ်ခုပါ။အာယာတို့လည်းထူးချွန်ចောင်းသားတွေရောက်လာရင်ဒီလိုအခန်းမျိုးရလာမှာလို့ကလတီယာပြောလာပါတယ်။သူမဒီနေ့အာယာတို့ကိုခေါ်လိုက်ရတာကတောင်းဆိုစရာတစ်ခုရှိကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကတော့အခုတလောသူမတို့ရဲ့ထိပ်တန်းចောင်းသားတွေကိုလိုက်တိုက်ခိုက်နေတဲ့သူရှိလို့ပါ။တယောက်ပြီးတယောက်ကလိုက်တိုက်ခိုက်ခံနေရပြီးနောက်တစ်ခါတိုက်ခိုက်ခံရမယ့်သူကဂျူလစ်လည်းဖြစ်နိုင်တယ်လို့သူမခန့်မှန်းမိထားပါတယ်။ဒါကြောင့်ဒီအတော်တွေဂျူလစ်ကိုစောက်ရှောက်ပေးဖို့တောင်းဆိုလာခဲ့ပြီးတကြောင်လုံးမှာဂျူလစ်နဲ့ရင်းနှီးတာဆိုလို့အာယာတို့တယောက်ပဲရှိတာပါ။အာယာတို့လည်းသူနဲ့ဂျူလစ်တို့ကမနက်ဖြန်မျိုးတွေကိုလိုက်ကြည့်ကြဖို့အစီအစဉ်ရှိတယ်လို့ပြောပြလိုက်ပါတယ်။ကလတီယာအနေနဲ့အာယာတို့ကိုတောင်းဆိုရတဲ့အတွက်စုပေးဖို့အစီအစဉ်လည်းရှိနေပါတယ်။စုကတော့သူမကိုယ်တိုင်ပဲဖြစ်ပြီးသူမကိုသူမပြည့်ကျွေးတော့မယ့်အချိန်မှာပဲအာယာတို့ရှက်ပြီးထွက်ပြေးသွားပါပြီ။ကလတီယာအတွက်တော့အဲ့လိုရှက်နေတာလေးကတော့ချစ်ဖို့အရန်ကောင်းနေပါတယ်။နောက်နေ့မှာအာယာတို့နဲ့ဂျူလစ်တို့တွေမျိုးထဲမှာရှောက်ကြည့်ကြဖို့ထွက်လာကြပါတယ်။ဂျူလစ်